21ရာစုရဲ့နည်းပညာတိုးတက်မှုတစ်ခုဖြစ်တဲ့ AI ဟာကျွန်တော်တို့ရဲ့လုပ်ငန်းခွင်တွေကျွန်တော်တို့ရဲ့နေထိုင်မှုတွေကိုသက်သာစေတယ်ဆိုပေမဲ့ကျွန်တော်တို့ပျော်ရွှင်မှုတွေပေးနိုင်လားကျွန်တော်ငယ်က DVD အခွေငါမိသားစုနဲ့ကျွန်တော်တို့ရုပ်ရှင်ကြည့်ခြင်းတွေဆိုကြအဲ့ပျော်ရွှင်မှုမျိုးနဲ့အခုခေတ် stream service ဖြစ်တဲ့ click လေးတစ်ချက်နဲ့internet line ကောင်းရင်ပေါ့နော်click လေးတစ်ချက်နဲ့အကုန်လုံးကြည့်လို့ရတဲ့ပျော်ရွှင်မှုမျိုးဒါကတော့ different ပဲလို့ထင်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်အခုပြမယ့် video လေးကိုချက်လောက်ကြည့်လိုက်ပါဦး message တစ်ခုကိုတော့ကြံခဲ့မယ်လို့ထင်ပါတယ်ကင်မရအောင်တကားတော့ဖွင့်လိုက်အောင်ရအောင်အေးโอเคပါဒီလာဘူးလားဟုတ်ပြီ thank you ဟဲ့အောင်မင်းပစ္စည်းရောက်လာတာရအောင်ဟဲ့လားTV try ပဲRW ရင်းဖြူစီကမာတာ3-4လတော့ကြာသွားလားမသိဘူး Black Friday ကမာတာ DVD တစ်ကို1996ခုနှစ်မှာဂျပန်မှာစတင်ပြီး release ထားကျွန်တော်သိမထားမိဘူး96ဆိုတော့တော့အခုတော့မှ96ဆိုကျွန်တော်ဘယ်နည်းရှိလဲတကယ်တမ်းမရှိဘူးမသိဘူးကျွန်တော်နဲ့ level တဲ့ချမ်း issue တွေကခုချမ်းမြေဝင်းတို့ရှိပါချပဲညာတွေပဲအဲ့ပဲလေ ATT ခေတ်တို့တွေပြကြမှာပါဘာလို့လဲဆိုတော့ဒီမှာ DVD ပြမှာလေဒီပြတ်တော့ခွေချမ်းတဲ့ကိစ္စတော့ပါတော့ချမ်းမြေဝင်းတို့ဘာလို့ဆိုနေအဲ့ကောင်းတိပါလေတဲ့ကျန်တဲ့သူရှိပါနမည်တော့ပြောတော့ပါဘူးဒါအခုကနောက်ဆက် level တန်းဆိုတော့ကိုချမ်းမြေတရားပဲရှိချမ်းမြေတရားပဲရှိကျန်တဲ့သူရှိတယ်နမည်မေ့သွားတယ် sorry တော့တလားဒီမျိုးဟာကြောင့်နမည်မပေါ်ကောင်းတော့ပေါ်လာရင်တော့တတိတန်းလေးပေါ်လာမှကျင်းတယ် okay ခွေလေးပါလေးပြန်ရှာကြည့်လိုက်မယ် computer test လေးပါနော် okay ကျွန်တော်သွားပြီးတော့ကျွန်တော်ကိုယ်တော်တွေချက်သွားမှုကြည့်အောင်မယ် test ဒီကောင်လေးကဒါ computer test တွေဗျ computer test တွေဒီမျိုးဟာတော့အဲ့ဒါ internet machine ကျွန်တော်အဲ့လို software ထည့်ပြီးအဲ့ဒီမှာရှိရဟာကိုလေ့လာခဲ့ encyclopedias အခွေဒီလိုခွေမျိုးဆိုဒါ national city ကလာတဲ့အခွေဒီလိုမျိုးလေး active ကတော့ဒီလိုပုံစံမျိုးလေးနဲ့လာ district ကတော့အများကြီးတွေ့တယ်ဗျာဒီမှာအများကြီးပဲဒီရက်ပုံအနောက်မှာလေးရှိသေးတယ်ဒါပေမဲ့ဘယ်အခွေကောင်းမကောင်းလဲမသိဘူး The Dark Knight သိကြမှာပေါ့ The Dark Knight Christopher Nolan ရိုက်တဲ့ Batman ကလေမင်းသားရဲ့ Heath Ledger ပြီးတော့ရုပ်ရှင်ကားရိုက်ပြီးတော့နေဆူဆက်တာဒီ Joker ဘယ်သူမှတော့မမီဘူးလက်ရှိအချိန်ထိဒီ Joker ဆရာကြီးပဲ Disney The Dark Knight James Cameron Avatar လေမိုင်နော်အဲ့ခေတ်ကာလတော့မသိဘူး Avatar ရုပ်ရှင်ကိုနေပြီးမှသွားကြည့်ရပါစဟောင်းတာထားမကြည့်ဘူးအဲ့ 3D ကိုပါတော့အော် scam set ဒီမှာညာတို့ပြအခုတော့ခွဲခြားမှုတွေပါနည်းနည်းရှိလို့ဆိုပြီးသူ့ပိတ်လိုက်တာ Victoria's Secret Fashion Show ပဲဒီ Fashion Show ပဲကVictoria's Secret 2013ခင်ဗျားတို့သိမှာပေါ့ Home Model Gigi Hadid တို့ Kylie Jenner တို့အဲ့သူတို့တွေက Victoria's Secret တက်လာတဲ့ model အခုတော့ Victoria's Secret တော့အကြောင်းမျိုးကြောင့်ပိတ်လိုက်ပြီဒီ2013မှာဆိုရင်သူတို့အဲ့ fashion show မှာတော့ပြင်နိုင်ဆိုတာတော့ Taylor Swift 2013ပြန်ဖွင့်ကြည့်အောင်မယ် Victoria's Secret လေမိုက်တယ်ခင်ဗျားတို့ကိုလွမ်းပိုင်နဲ့ Bobby Sosa ဒုံးမြန်ခွေတည်လားဒီမှာဟဲ့ကြကုန်ပြီဟဲ့ဝေးအဲ့ခေတ်ကအခွေဒီလိုလေးတွေတပုံလေးဒုံးမြန်အခွေတော့မလား original ခွေဝယ်ထားတာအဲ့တော့အဲ့ခေတ်ကတော့ဒုံးမြန်ပေါက်ချက်ရကြောက်စရာကြီး
ဒီပေါ့ကိုရီခစ်လို့ဖြစ်သွားတာဒါရလေโอเคဒါတော့ကျွန်တော်ရဲ့ဒီနေ့ပတ်သက်ဟာလေးပါနော်ချက်ကျွန်တော်ရိုက်ပြအောင်မယ်ချက်ကြည့်လိုက်ပါဦးနော်โอเคဒီမှာတက်ရှင်းလဲဘယ်လိုထိန်းသိမ်းရမလဲတော့မသိတော့ပါဘူးဒါရတော့ဒါ display တွေပါပါပတန်အိခွေလေးဒီခွေလေးဖွင့်လိုက်ပါမယ်တုံးပြန်ခွေအဲ့ခေတ်ကတော့ DVD မှာ menu ဆိုတာရှိရတက်လားအမ select ရွေးလာအဲ့လိုအခုတော့အဲ့ခေတ်တွေမရှိတော့ပါဘူး menu ဒါတော့ထုံးစံတိုင်းပေါ့နော်တိုင်းမစိမ်းမလေးဟာမနေဘူးယုံကြည်လေလိုက်ကွာငါစီစုတင်လိုက်တာမလဲတဲ့ဒီအချအပိုင်ယူပါဘာပြောကျွန်တော် fan လေးဒါလေးကိုကြည့်ပြီးတော့အရင်အချင်းလေးပြန်သတိရအောင်လိုက်မယ်လို့ကျွန်တော်ပြောနေပါတယ်အားလုံး see you